ရေဦးကျော်ငင်း၏အထုပ်ပတ်သည့်စာအုပ်တွင်ဦးကျော်ငင်းကိုယ်တိုင်နိဒန်းရေးထားသည်၎င်းနိဒန်းတွင်ပြဿနာ6ခုတွေ့ရှိရပါသည်၎င်းတို့မှာ1အဖမ်းဆီးပြဿနာ2ကွန်မြူနစ်ပြဿနာ3ငယ်ချက်လက်ဝေခံပြဿနာ4ပြည်သူရဲဘော်ပြဿနာ5အစိုးရရန်ရာပြဿနာ6အာဏာသိမ်းရေးပြဿနာဟူ၍ဖြစ်ပါသည်အဖမ်းဆီးပြဿနာဦးကျော်ငင်းအင်္ဂလန်နိုင်ငံသို့အောင်ဆန်းအတလီစာချုပ်အတွက်သွားရောက်နေစဉ်အတွင်းဗိုလ်ချုပ်အောင်ဆန်းတခင်မြဒီတို့ဦးဘချိုအစရှိသောအစိုးရဝန်ကြီးများလှုပ်ကြံခံခဲ့ရပါသည်အကယ်၍ထိုချိန်ကခြေမြန်လက်မြန်ဦးကျော်ငင်းသာဗမာပြည်မှာရှိနေလျင်ဒီလှုပ်ကြံမှုမျိုးခုလိုလွယ်ကူလိမ့်မည်မဟုတ်ပါဟုဆိုကြပါသည်ထိုချိန်ကဂလုံးဦးစောအင်္ဂလိပ်စစ်တပ်မှကိုထုတ်သွားသောတပ်နက်များမှာအစိုးရတစ်ဖွဲ့လုံး၏လက်နက်အင်အားထက်သာလွန်နေပါသည်ထိုလက်နက်များနှင့်ဦးနုနှင့်ဦးကျော်ငင်းစသူတို့ကိုလည်းဆက်လက်တပ်ဖြတ်ရန်ဖြစ်ပါသည်ထိုကြောင့်ပြည်ထောင်ရေးဝန်ကြီးဦးကျော်ငင်းသည်ဗိုလ်ချုပ်အောင်ဆန်းကိုလှုပ်ကြံခံရပြီးနောက်အင်္ဂလန်နိုင်ငံမှချက်ချင်းပြန်လာ၍မတင်ငါသူအားလုံးကိုအလင်းမြန်ဖမ်းဆီးရန်အာဏာကိုဖဆပလအဖွဲ့များအားပေးလိုက်သည်၎င်းတွင်တောင်းကျမ်းမှုနေနေရတဲ့အာဇာနည်ဒီတို့ဦးမရှိုးပေးသည့်နာမည်ဖြစ်သည်ညာကိုလည်းလက်နက်ပုံးများအားအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးခိုင်းသည်လက်ဦးမှုရရှိခဲ့သဖြင့်လက်နက်အမြောက်များဖမ်းဆီးမိခဲ့သည်ဤသို့အရင်ဦးအောင်ဆောင်ရွက်နိုင်ခြင်းကြောင့်တိုင်းပြည်သည်ဂလုံးဦးစောတို့၏ဘေးအန္တရာယ်မှလွတ်ကင်းသွားခဲ့သည်သို့တော်လည်းအဖမ်းခံရသောဂလုံးမျိုးချစ်အဖွဲ့ဝင်များသည်ပြည်ထောင်ရေးဝန်ကြီးဦးကျော်ငင်းအားအမုန်းကြီးမုန်းသွားကြပါသည်ကွန်မြူနစ်ပြဿနာတတိယကွန်မြူနစ်ဘောင်းချုပ်ကြီးဝါဒနှင့်လုပ်ငန်းစဉ်စာအုပ်တွင်၎င်းလီနင်စတာလင်၏ကျန်းစာအုပ်တွင်၎င်းဘိုလိုနီနိုင်ငံများရှိကွန်မြူနစ်များသည်မလွတ်လပ်မီကွန်မြူနစ်မဟုတ်သူမျိုးချစ်များနှင့်ပူးတွဲ၍ဥရောပနေချက်အားတိုက်ပွဲဝင်ပြီးလွတ်လပ်ရေးရသည်နှင့်တပြိုင်နက်ပါတီကအာဏာကိုလက်ရသိမ်းယူနိုင်ရမည်ဒီလမ်းစဉ်အရမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောဖဆပလအဖွဲ့ဖွဲ့ပြီးကစားဖဆပလအဖွဲ့ချုပ်မှာခွင့်မလွတ်နိုင်သောအကြောင်းတရားကြောင့်ကွန်မြူနစ်ပါတီကိုထုတ်ပယ်ခဲ့ရသည်ထိုချိန်မှစ၍ကွန်မြူနစ်ပါတီသည်ပြည်တွင်းစစ်လမ်းစဉ်ကြီးစတင်ခင်းလေတော့သည်ဖဆပလအဖွဲ့ချုပ်အတွင်း၌ကွန်မြူနစ်ပါတီကိုအပြင်းထန်ဆုံးဆန့်ကျင်သူတို့မှဦးကျော်ငင်းဖြစ်နေ၍သူ့ကိုကွန်မြူနစ်များကအမုန်းပွားကြပြန်ပါသည်နေချက်လက်ဝေခံပြဿနာဒီသိန်းခံရသောလုပ်ငန်းရှင်ကြီးများအင်္ဂလိပ်ဒနာရှင်ကုမ္ပဏီကြီးများအင်္ဂလိပ်အစိုးရကနှစ်ပေါင်းများစွာသွေးခွဲခံခဲ့ကြရသည့်ဒိုင်းရင်သားအချို့မြေပိုင်ရှင်အချို့နှင့်အင်္ဂလိပ်အစိုးရအတွင်းရှိပုဂ္ဂလိကအချို့ကသစ္စာတတ်ထုကြောင်းရရနာတည်ယူပို့ဆောင်ရေးတို့ကိုပြည်သူပိုင်းလှုပ်လာမှုအတွက်အလွန်ဒေါသထွက်နေကြသည်အင်္ဂလိပ်အစိုးရအဖွဲ့အတွင်းရှိအချို့ကလည်းဒနသဟာရအဖွဲ့အတွင်းမှခွဲထွက်ရမည်လားဟုဖဆပလအစိုးရအားအလွန်စိတ်ဆိုးနေကြသည်ဖြစ်နိုင်ရင်ဖဆပလအစိုးရပြုတ်ကြ၍သူတို့ကိုလိုလားသောကရင်ကချင်လူနည်းစုများခေါင်းဆောင်သောအစိုးရတက်လာပြီးဒနသဟာရအဖွဲ့တဲသို့ပြန်ရောက်လာစေလိုကြသည်ထို့ကြောင့်ဗမာအစိုးရအားအင်္ဂလိပ်စစ်မစ်ရှင်အဖွဲ့ကအစွမ်းကုန်ချေထိုးတော်သည်လက်နက်ခဲယမ်းပြီးကြောင့်အင်္ဂလန်နိုင်ငံမှဝယ်မရအောင်ဖန်တီးကြပါသည်အခြားတစ်ဖက်တွင်လည်းအင်္ဂလိပ်အစိုးရကကရင်တိုင်းရင်းသားအချို့အားသဘုံထားရေးကိုတွယ်ဝ၍အားပေးကြသဖြင့်ကရင်လက်နက်ကိုင်ပြည်ထောင်စုစစ်ရဲနှင့်ကရင်တပ်မတော်သားတို့ပူးပေါင်းတောခိုကကရင်ခေါင်းဆောင်စောပါဦးကြီး KNDO သဘုံများနှင့်ပေါင်းစည်းလာကြသည်ဦးတို့ကသဘုံမထရေးကိုအစွမ်းကုန်စိတ်ရှည်လက်ရှည်နှုတ်ချိုဖြင့်ကြိုးစားနေစဉ်အချိန်ဆွဲနေစဉ်ဗိုလ်ချုပ်နေဝင်းဗိုလ်မှူးချုပ်အောင်ကြီးနှင့်ဦးကျော်ငင်းတို့ကတလနှစ်လအတွင်းလက်နက်ကင်တပ်1000ရအောင်စုဆောင်ရသည်သူတို့နှင့်သဘုံပုံကန်တပ်တို့ကိုမိဂုံရန်ကုန်တိုက်ခိုက်ကာကွယ်ရသည်ဤတွင် KNDO များကဦးမှုအားကြီးညိုသလောက်ဦးကျော်ငင်းအားကရင်မုန်းတီးသူရန်သူဖြစ်မြင်လာကြသည်သဘုံထရာတွင်မအောင်မြင်သူများကဦးကျော်ငင်းအားမုန်းတီးသွားကြပါသည်ဤသို့ရဲဘော်ပြဿနာ1945ခုနှစ်အင်္ဂလိပ်စစ်တပ်ပြန်ဝင်လာသည့်အချိန်မတရားဖမ်းဆီးနှိပ်စက်ခံကြရသောဒေါ်လင်ရေးရဲဘော်များအားကာကွယ်ပေးရန်ဒိန်းသိန်းဆောက်ရှောက်ပေးရန်ရည်ရွယ်ချက်နှင့်ဤသို့ရဲဘော်ဖွဲ့ကိုဖွဲ့စည်းခဲ့ကြသည်ထိုအဖွဲ့သည်1948ခုနှစ်လောက်တွင်လူ3သိန်းကျော်2သိန်းကျော်ခန့်ရှိလာ၍မျိုးချစ်စိတ်ရှိသူများပါဝင်လာတော့လဲခန့်များကယူနီဖောင်းဝတ်ကာရထဲရွာတဲ့အာဏာပြရန်ဩဇာပြရန်ဖက်ရှင်အနေနှင့်ဝတ်လာသူတွေကများဟန်တူသည်ကွန်မြူနစ်ဆိုရှယ်လစ်ဝါဒကိုမကြိုက်သောဂုံသည်ပွဲစားကြီးငယ်များနှင့်လယ်ပိုင်ရှင်ကြီးများကလည်းဤသို့ရဲဘော်များကိုအားပေးလာကြသည်1946ခုနှစ်နိုဝင်ဘာလလောက်တွင်ဖဆပလအစိုးရတက်လာကြတဲ့ကဤသို့ရဲဘော်တပ်ဖွဲ့ကိုမတိုးချဲ့ရန်ဂျာလီအန်ရဖြစ်လာမည်စိုးရိမ်ရကြောင်းဗိုလ်ချုပ်အောင်ဆန်းကအမိန့်ပေးတော်လဲခေါင်းဆောင်ပိုင်းကမနာယူပဲ
ငွေစိုးဆို၍ဇွတ်တိုးချေခဲ့သည်။ဤမြများပြသည့်အရေးအတွက်ကိုအလုံးလဲရှာမပေးနိုင်စစ်တပ်ထဲသို့ထည့်လျင်လည်းဤမြလောက်ကြီးကျယ်သောစစ်တပ်တန်းကိုတိုင်းပြည်ကခံနိုင်မဟုတ်။ဤတိုင်းပြည်တိုးတက်ကြီးပွားရေးအတွက်ဗန္နာတော်ငွေကြမ်းမဟုတ်ဘူး။ဘိုးချုပ်အောင်ဆန်းကပြည်သူရဲဘော်ခေါင်းဆောင်များနှင့်ဦးကျော်ငင်းရှိတွင်ညီးညွတ်မှုသည်စောစောချိန်တွင်ဖြတ်သိမ်း၍အလုံးသမားတပ်မျိုးနဲ့မဖြစ်လျင်ဖတ်စစ်ရန်ဖြစ်လာလိမ့်မည်ဟုယုံကြည်ကဖွဲ့စည်းအုပ်ချုပ်ပုံစီရင်ဥပဒေတွင်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကစစ်အသွင်ဆောင်သောယူနီဖောင်းကိုနိုင်ငံရေးအဖွဲ့များမဖွဲ့ရဟုသောအပိုက်ကိုထည့်သွင်းရေးသားခဲ့ပါသည်အကယ်၍ဗိုလ်ချုပ်အောင်ဆန်းသာအသည်မစောခဲ့လျင်ပြည်သူရဲဘော်တပ်ဖွဲ့ကိုထိန်းသိမ်းသလောက်ထိန်းနိုင်မည်ဖြစ်တော်လဲဗိုလ်ချုပ်အောင်ဆန်းကြဆုံးပြီးနောက်ဦးမှုသည်၎င်းဘိုးဖိုးကွန်ရဲဘော်သုံးငိမ်ဝင်ဘိုးမှုအောင်တို့သည်၎င်းမထိန်းသိမ်းနိုင်တော့ပါဘိုလ်ယူနစ်နှင့်ဆိုရှယ်လစ်တို့ပြန်၍သိမ်းသွင်းရာတွင်လူများစုရဲဘော်ဖြူကတော့ခိုကွန်မြူနစ်တို့ပါ၍လူနည်းစုရဲဘော်ဝါကဆိုရှယ်လစ်ဘက်ဖဆပလာတွင်ကြံခဲ့ပါသည်ဒီလေဝင်ကြီးဘဝတွင်ရဲဘော်များတောင်းသည့်အရေးအတွက်တနက်မပေးနိုင်တာကတကြောင်အရင်ရဲတပ်ဖွဲ့မဖွဲ့ပေးနိုင်တာကတကြောင်ပြည်သူရဲဘော်တပ်ဖွဲ့ကိုဗိုလ်ချုပ်အောင်ဆန်း၏ဝါဒအတိုင်းအများဆုံးဖြတ်သိမ်းရန်အစည်းအဝေးတွင်တိုက်တွန်းမိတာကတကြောင်ထို့ကြောင့်ပြည်သူရဲဘော်များကဦးကျော်ငင်းအားရန်သူကြီးဟုထင်မှတ်လာကြပါသည်အစိုးရရန်နေရအတွင်းပြဿနာအာဏာရကစားဆိုရှယ်လစ်ဖဆပလာအဖွဲ့ဝင်များ၏မောင်မာစော်ကားစွာဆက်ဆံတာကိုစိတ်နာကြီး၍၎င်းအမုန်းခံအသေးကမဆောင်ရွက်လူ၍၎င်းငယ်ရှိရဲနှင့်အုပ်ချုပ်ရေးဘက်အရာရှိခန့်များတို့သည်တပုံနေနည်းရေးကိုစိတ်ပါလက်ပါမဆောင်ရွက်ကြကြ။ကိုချိန်တွင်စာရေးတပိတ်သမားတွေကလည်းသစ္စာဖောက်ရလျှို့ဝှက်သည့်အစိုးရသတင်းများကိုတပုံဖတ်သို့ပေးသူပေးခဲ့တော့ကိုသူကိုဖြစ်ကုန်ကြပါသည်။ရန်ကုန်ဌာနချုပ်၌လည်းတော့ကိုတပုံများကိုနေရာတွင်ဖဆပလာအစိုးရအားကူညီရမည်အစားဝင်ကြီးအဖွဲ့ကိုပင်ပြင်ဆင်ဖွဲ့စည်းရန်လက်ရှိအင်အားစုများကကြည့်ရစီစဉ်နေကြပြန်သည်။ကာကွယ်ရေးဝန်ကြီးဘိုးလင်းကနိုင်ငံသားရေးဝန်ကြီးဦးတင်ထိုးတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒရွန်ရဲချုပ်ဦးထွန်းလူအောင်ပြည်ထောင်စုဝန်ကြီးဌာနအတွင်းဝင်ဦးကာစီပါဝင်သည့်နိုင်ငံတော်လုံခြုံရေးကောင်စီကဝန်ကြီးချုပ်ဦးမှုကိုဆိုရှယ်လစ်နှင့်ပြည်သူရဲဘော်တို့မပါဝင်သောအိမ်ဆောင်အစိုးရဖွဲ့စည်းပေးရန်တောင်းဆိုလာကြသည်။ဘိုးချိန်တွင်ဦးကျော်ငင်းအပါဝင်ဆိုရှယ်လစ်နှင့်ပြည်သူရဲဘော်ဝင်ကြီးများအစိုးရအဖွဲ့မှနှုတ်ထွက်ပေးခဲ့သည်။ရင်းကုန်ဝန်ကြီးချုပ်တခင်တို့ကပြက်ပြက်သားသားညင်းပယ်လိုက်သဖြင့်ဖဆပလာအစိုးရအဖွဲ့မှဘုံနေငယ်ကြားနေငယ်ဖြစ်ခဲ့ရပါသည်။အာနာသိန်းရေးပြဿနာရဲနှင့်ကရင်အရာရှိများ၏အာနာသိန်းလိုသည့်အခြေအနေကိုကာကွယ်ရန်ဖွဲ့စည်းထားသောလက်ဝဲညီညွတ်ရေးအဖွဲ့ဝင်ချို့ကဖဆပလာဝင်ကြီးအားအသိမပေးဘဲဗိုလ်ချုပ်မျိုးဝင်းကိုအာနာသိန်းရန်ပြောမရသည့်အခါတရင်136တို့ကိုတောကိုခိုင်းတော်သည်ထိုကိစ္စအတွက်ဦးကျော်ငင်းကိုယ်တိုင်မိတ်ဆွေရင်းကြီးဦးသိန်းဖေမြင့်ကိုဖမ်းရသည့်အခြေအနေသို့ရောက်ရှိခဲ့ရပါသည်။ဒီညပြင်းထန်သောလိုင်းလေကြားဘုံတိုင်းကြားမှာဖဆပလာအဖွဲ့နှင့်အစိုးရတို့သည်ကြံ့ကြံ့ခံတည်တံ့အောင်နေနိုင်ခဲ့ကြသည်။သို့တော်လည်း1950ပြည့်နှစ်တောင်မြောက်ကိုရီးယားစစ်ပွဲဖြစ်ပွားသည့်အခါဖဆပလာအဖွဲ့ကြီးကိုကြက်ရိုက်လာပြန်သည်။မက်ဝါရကိုလေ့လာကြရင်ဝိဒူရသခင်ချမောင်ဝင်ကြီးဟောင်းသခင်လွင်ဘူညာသွေးသခင်လူအေးစသည်တို့မှာကွန်မြူနစ်များဖြစ်သွားကြပြီးဆိုရှယ်လစ်မှထွက်ခါမြောက်ကိုရီးယားဘက်မှထောက်ခံခဲ့ကြပါသည်ဆိုရှယ်လစ်များသည်တမင်မွေးရင်ကြားစားရင်ဆိုတဲ့ကဲ့သို့မက်ဝါရကိုလေ့လာရင်ပါလီမန်စနစ်ကိုပယ်၍တပါတီအာဏာရှင်စနစ်ကိုလက်ခံသောကွန်မြူနစ်များဖြစ်သွားကြပါသည်ဦးကျော်ငင်းသည်ကွန်မြူနစ်များ၏အမုန်းခံ၍ရန်ညိုးခံ၍ဤမြကွန်မြူနစ်ဝါဒကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ခုခံနေခြင်းမှာပါလီမန်ဒီမိုကရေစီစနစ်နှင့်ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုလောစွာယုံကြည်လေးစားခြင်းကြောင့်ဖြစ်ပါသည်ဦးကျော်ငင်းကအကယ်၍စတာလင်သာ10နှစ်ခန့်အသေးစောပြီးဂရုရှက်သာရချားကောင်းဆောင်10နှစ်ခန့်အဖြစ်စောလျင်ငင်းချမ်းစွာအတူတကွရှင်တွဲနေထိုင်ရေးမှုကြီးလေစောစောကပေါ်ပေါက်လာမည်ဖြစ်ကြောင်းအာရှတိုက်များရှိကွန်မြူနစ်ပါတီများ၏လက်နက်ကိုင်းလမ်းစဉ်မပေါ်ပေါက်ပဲဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှုမှာစတာလင်ကိုင်းသားသခင်စိုးလေသခင်တန်းထုံးလို့မဟုတ်တော့ပဲဦးသိန်းဖေမြင့်သားလျင်ဆက်လက်ဖြစ်နေပြီဖြစ်ကြောင်းဗမာပြည်ကြီးလည်းဒီရစ်စစ်ဘေးရန်မှာလွတ်ကင်းနိုင်ပြီဖြစ်ကြောင်းမှတ်ချက်ပြုခဲ့ပါသည်နိုင်ငံရေးမြုပ်ကွက်တစ်ခု Popular News Channel မှာစာရေးဆရာမောင်ဝန်တကရှားမရှားတဲ့နိုင်ငံရေးသမားနဲ့သခင်ဝတင်ကိုအကြောင်းပြု၍စောင်းမများဇက်တိုက်ရေးခဲ့သည်ဂုံပြူထိုက်သူကိုဂုံပြူတာဟာမင်္ဂလာတစ်ပါးမို့နှစ်ထောင်အားရဖြစ်မိပါသည်ဒါပေမဲ့၎င်းစောင်းမများမှာပါရှိတဲ့အချက်အလက်အချို့ဟာကျွန်တော်မီတာကျွန်တော်သိတာတွေနဲ့ဝဲလွဲနေတာတွေရလို့ပြန်လည်ရှင်းလင်းပေးတဲ့သဘောနဲ့ဒီစောင်းပါးကိုရေးလိုက်ရတာဖြစ်ပါတယ်